အားလုံးမင်္ဂလာပါယခုရက်ပိုင်းအတွင်းထိုင်းနိုင်ငံရေကိုအကြီးအကျယ်ကြရဲရိုက်နေတာကတော့ထိုင်းဝန်ကြီးချုပ်ပေးထုံတန်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ရဲ့18မိနစ်ကြာဖုံးပြောတဲ့အတန်ဖိုင်ပေါက်ကြားမှုပါဒီပေါက်ကြားမှုကြောင့်ထိုင်းနိုင်ငံကြီးဟာအလုတ်ခတ်ဆုံးအချိန်ကိုရောက်ရှိလာပြီးထိုင်းနိုင်ငံရဲ့လက်ရှိညွန့်ပေါင်းဆိုရအတွင်းမှာလည်းအကွဲပြေးများစွာဖြစ်ပေါ်နေပါတယ်တိုက်ခန်တွေကဝန်ကြီးချုပ်ပေးထုံတန်ကိုနှုတ်ထွက်ပေးဖို့အတင်းကျပ်ဖိအားပေးနေပါတယ်ထိုင်းဘက်ကလည်းယခုအခါမှာတော့ရခိုင်ကထိုင်းနိုင်ငံအတွင်းကမ္ဘောဒီးယားနိုင်ငံသားတွေအသက်ခံရတဲ့အမှုဟောင်းတွေမှာဝန်ဆန်ပါတယ်လို့အစဆွဲထုတ်လာပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းလက်ရှိကမ္ဘောဒီးယားရဲ့အထက်လွှတ်တော်ဥက္ကဋ္ဌဝန်ဆန်ဟာထိုင်းနိုင်ငံကိုထွက်ပြေးတင်းရှောင်နေတဲ့သူ့ရဲ့အတိုက်ခံနိုင်ငံရေးပြိုင်ဘက်တွေကိုလှုပ်ကြံတက်ဖြတ်ဖို့မိန့်ပေးတဲ့တပ်သေးတွေကိုထိုင်းဘက်ကရှပြလာပြီးဝန်ဆန်ကိုလူတက်မှုနဲ့ဆွဲချက်တင်မယ်လို့ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်လာပါတယ်။ထိုင်းနိုင်ငံကြီးကိုလှုပ်ခတ်သွားအောင်လုပ်ခဲ့တဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဝန်ဆန်ဆိုတာဘလို့လူစားမျိုးလဲဆိုတာကိုကျွန်တော်တို့တစ်ချက်လောက်ပြန်ကြည့်ရအောင်ပါဝန်ဆန်1985ခုနှစ်ကနေ2023ခုနှစ်အထိကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ်38နှစ်ဆယ်စုနှစ်4စုနီးနီးတာဝန်ယူခဲ့သူပါကမ္ဘောဒီးယားရဲ့တက်တန်းရှိနိုင်ငံခေါင်းဆောင်ဖြစ်ပြီးကမ္ဘာမှာလည်းတက်တန်းအကြာဆုံးနိုင်ငံခေါင်းဆောင်စီရင်ဝင်တစ်ယောက်ဖြစ်ပါတယ်ဝန်ဆန်အရှေ့တောင်အာရှအာဏာရှင်တွေထဲမှာနာမည်ဆုံးနဲ့ကျော်စောသူတစ်ယောက်လည်းဖြစ်ပါတယ်နိုင်ငံအတွင်းမှာလည်းနိုင်ငံရေးပြိုင်ဘက်မထားသူပါသူဟာကမ္ဘောဒီးယားစစ်တပ်ထဲမှာပုဂ္ဂိုလ်ရေးသစ္စာခံမှုထူထောင်ပြီးသူ့မိသားစုသူ့မိတ်ဆွေသူ့ကိုလူလားသူတွေကိုတပည့်မွေးပြီးအာဏာကြီးထွားလာအောင်လုပ်ယူပါတယ်သူကိုဝေဖန်သူတွေအတိုက်ခံနိုင်ငံရေးသမားတွေကိုတော့နှိပ်ကွပ်ဖို့ဥပဒေတွေကိုပြန်နှမ်းပြီးအားကောင်းတဲ့နိုင်ငံရေးပြိုင်ဘက်အားလုံးကိုထိန်းချုပ်ကန့်သတ်ထားပါတယ်ဝန်ဆန်ဟာသူ့ကိုဝေဖန်တဲ့နိုင်ငံရေးအတိုက်ခံတွေကိုအနောက်နိုင်ငံတွေရဲ့ကျိုးဆွဲသူတွေလို့ခေါင်းစဉ်တက်ပြီးဖမ်းဆီးအကျဉ်းချတတ်ပါတယ်ဝန်ဆန်ဦးဆောင်တဲ့ကမ္ဘောဒီးယားပြည်သူ့ပါတီ CPP ကိုရှင်လာဖို့အလားအလာရှိတဲ့ပါတီတွေဆိုရင်ခေါင်းစဉ်အမျိုးမျိုးတက်ပုံမှန်ဘောင်းဆောင်တက်ပြီးဖမ်းဆီးတာဖျက်သိမ်းတာဒဏ်ငွေဆောင်ခိုင်းတာမဆောင်နိုင်ပြည်သူပိုင်သိမ်းပိုက်တာအဲ့လိုနည်းတွေနဲ့နှိပ်ကွပ်ခဲ့တာပါ2013ခုနှစ်ရွေးကောက်ပွဲမှာကမ္ဘောဒီးယားပြည်သူ့ပါတီ CPP ရဲ့အဓိကပြိုင်ဘက်ဖြစ်လာတဲ့ကမ္ဘောဒီးယားမျိုးသားကယ်တင်ရေးပါတီ CNRP ဟာထောက်ဝက်အနိုင်ရလူနီးပါးဖြစ်လာပါတယ်2019ခုနှစ်မှာကျင်းပတဲ့ဒေသနေရရွေးကောက်ပွဲတွေမှာလည်း CNRP ကဆက်လက်အောင်မြင်ခဲ့ပါတယ်ဒါပေမဲ့ဟွန်ဆန်ဟာသူ့ပါတီကိုပခုံးချင်းရှင်လာတဲ့ CNRP ခေါင်းဆောင်မစ္စတာခန်ဆိုခကိုသူ့ကိုဖြုတ်ချဖို့အမေရိကန်ပြည်ထောင်စုနဲ့ပူးပေါင်းကြံစည်တယ်လို့ဆွဆွဲပြီး2019ခုနှစ်မှာဖမ်းဆီးခဲ့ပါတယ်နိုင်ငံတော်သစ္စာဖောက်မှုနဲ့နေအကျယ်ချုပ်1028နှစ်ရှာမှတ်ခဲ့ပါတယ်ပါတီလက်ဖြတ်သိမ်းခံရပြီးပြိုင်ဘက်မရှိတဲ့2018ရွေးကောက်ပွဲမှာတော့ဟွန်ဆန်ဦးဆောင်တဲ့ကမ္ဘောဒီးယားပြည်သူ့ပါတီ CPP ကိုပဲအနိုင်ရကြောင်းထပ်ကြေညာပါတယ် CNRP ဟာလက်ကျန်လူတွေကိုစုစည်းပြီးကန်တယ်လိုက်ဆိုတဲ့ပါတီအမည်နဲ့2023ခုနှစ်ရွေးကောက်ပွဲမှာပြန်ဝင်ဖို့ပြန်လည်စုဖွဲ့ပြီးမဲ့ထပ်မံဖွဲ့စည်းတဲ့ကန်တယ်လိုက်ပါတီကိုပါထပ်မံဖျက်သိမ်းခိုင်းပြီးရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်ကိုပိတ်ပင်ပါတယ်2023ရွေးကောက်ပွဲမှာလည်းအတိုက်ခံပါတီမရှိဟွန်ဆန်ရဲ့ CPP ကပဲထပ်မံအနိုင်ရပါတယ်ရွေးကောက်ပွဲအနိုင်ရတဲ့ဟွန်ဆန်ဟာဝန်ကြီးချုပ်ယာရုကနေအနားယူပြီးကမ္ဘောဒီးယားစစ်တပ်ရဲ့စစ်ဦးစီးချုပ်ဖြစ်သူသူ့ရဲ့သားအကြီးဆုံးဟွန်မာနက်ကိုဝန်ကြီးချုပ်ဒုတိယသားဟွန်မာနီကိုဒုတိယဝန်ကြီးချုပ်တမတ်ကိုရဲချုပ်သူ့ရဲ့အရင်ဆိုရအဖွဲ့ဝင်ဝန်ကြီးတွေရဲ့သားသမီးတွေကိုသက်ဆိုင်ရာဝန်ကြီးချုပ်ဒုဝန်ကြီးချုပ်တွေအဖြစ်နေရာပေးပြီးအာဏာရှင်မျိုးဆက်ကိုလက်ဆင့်ကမ်းပါတယ်ဆိုရှယ်မီဒီယာတွေကိုနှစ်ချက်သုံးစွဲတဲ့ဟွန်ဆန်ဟာသူ့ရဲ့ Facebook အကောင့်ကနေတဆင့်တိတ်ခါရှိတဲ့နိုင်ငံရေးခေါင်းဆောင်တယောက်အနေနဲ့မလုပ်တဲ့မလုပ်ထိုက်တဲ့နိုင်ငံရေးအတိုက်ခံတွေကိုရှင်းချောက်တာနမီတက်ပြီးဝေဖန်တာအင်အားသုံးဖို့လှုံ့ဆော်တာတွေကိုလုပ်လိရှိပါတယ်သူနဲ့သူအစိုးရကိုဝေဖန်တဲ့ပြည်တွင်းမီဒီယာတွေကိုလည်းသူကရှေ့မုန်းခဲ့ပါတယ်ကမ္ဘောဒီးယားဟာဒီပုံစံနဲ့ပဲဒီမိုကရေစီအမည်ခံပေမဲ့ဟွန်ဆန်ရဲ့တပ်ပါတီအောက်မှာဒီမိုကရေစီစိတ်သုံးပျောက်ကွယ်နေတာပါထိုင်းဝန်ကြီးချုပ်ပီထုံနဲ့ရှင်နာဝဲရဲ့အဖေဟာလည်းထိုင်းဝန်ကြီးချုပ်ဟောင်းတယောက်ပါပဲဒါပေမဲ့ကမ္ဘောဒီးယားကဟွန်ဆန်လိုနိုင်ငံရေးအတက်ကြီးမဟုတ်ပဲနှိမ့်မြင့်အတက်ကြအနေနဲ့ပြည်နေတာပါတပ်ဆင်ရှင်နာဝဲဟာနိုင်ငံရေးမှာအလင်းမြန်အောင်မြင်လာပြီး2001ခုနှစ်မှာမဲအပြတ်သက်ဖြစ်ဝန်ကြီးချုပ်ဖြစ်လာပေမဲ့နောက်9နှစ်အကြာမှာတော့စစ်တပ်အာဏာသိမ်းတာကိုခံခဲ့ရပါတယ်2012ခုနှစ်မှာသူ့ရဲ့ညီမလက်ရှိဝန်ကြီးချုပ်ရဲ့အတော်ရင်လက်ရှင်နာဝဲဝန်ကြီးချုပ်ဖြစ်လာပေမဲ့စစ်အာဏာသိမ်းတာကိုခံရပြီးတရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ဖြုတ်ချခံရပြန်ပါတယ်အရှိတောင်အချမှာဒုတိယအကြီးဆုံးစီးပွားရေးဖြစ်တဲ့ထိုင်းနိုင်ငံစီးပွားရေးကိုပြန်လည်တိုးတက်ခိုင်မာဖို့တိကျခိုင်မာတဲ့မူဝါဒတွေနဲ့လှုပ်ဆောင်မယ်လို့ကတိပြုပြီးတချိန်ကမိသားစုရဲ့နိုင်ငံရေးအရှိန်အဝါနဲ့2023ခုနှစ်ရွေးကောက်ပွဲတွေမှာတပ်စင်ရဲ့သမီးပေထုံနိုင်ရဲ့ဖွေထိုင်းပါတီဟာထိုက်တဲ့အောင်မြင်မှုတွေရရှိခဲ့ပါတယ်။
ဘေဒုံနာသူ့ဖခင်တက်စင်ရဲ့လက်ရှိဖွေတိုင်းပါတီနဲ့အစိုးရပေါ်တက်စင်ရဲ့ဩဇာလွှမ်းမိုးမှုကိုပုံပွင့်လင်းလင်းချပြခဲ့ပါတယ်သူ့ဖခင်ဟာထိုင်းနိုင်ငံမှာဩဇာအကြီးဆုံးဖြစ်ခဲ့ပူပေမဲ့လည်းနိုင်ငံရေးသဘောထားကွဲလွဲမှုတွေကြောင့်တရားစွဲဆိုထောင်ချခံရမယ့်အရေးကနေရှောင်ချဖို့ဆယ်စုနှစ်တစ်ခုခွဲလောက်ပြည်ပမှာတွားရောက်တင်းရှောင်နေခဲ့ရပါတယ်2023ခုနှစ်မှာတော့နိုင်ငံကိုပြန်ရောက်လာပါတယ်တက်စင်နဲ့ဟွန်ဆန်ဟာယင်းနှီးတဲ့မဟာမိတ်တွေဖြစ်ပြီးယခုလက်ရှိအခါမှာတော့သူတို့ရဲ့သားသမီးတွေကိုနောက်ွယ်ကကျိုးဆွဲနေသူတွေပါ2008ခုနှစ်ကထိုင်းကမ္ဘောဒီးယားလာအိုသုံးနိုင်ငံစုံတဲ့နေရာအနီးကထိုင်းကမ္ဘောဒီးယားနယ်စပ်မှာရှိတဲ့ဖျားเจ้าဘီဟာရာကိုထိုင်းနဲ့ကမ္ဘောဒီးယားသူပိုင်နဲ့ငါပိုင်နဲ့စတင်အငင်းပွားပါတယ်ဒီဖျားเจ้าဟာ2011ခုနှစ်မှာ UNESCO ရဲ့ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခံရပါတယ်17ရာစုကလက်ရာတွေနဲ့ဒီဖျားဘီဟာရာကိုသူပိုင်နဲ့ငါပိုင်နဲ့အငင်းပွားတာဟာပိုပြင်းထန်လာပြီးဖျားเจ้าအနီးတက်ဝိုက်မှာတိုက်ပွဲတွေဖြစ်လာကြပါတယ်နှစ်ဖက်စလုံးကလူထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးတော့အနည်းဆုံးလူ20ဦးသေဆုံးခဲ့ပါတယ်ကမ္ဘောဒီးယားတို့ကဒီအမှုကိုနိုင်ငံတကာတရားရုံး ICJ ကိုတင်ပြခဲ့ပြီးတိုင်တန်းခဲ့ပါတယ်ဒီ ICJ ရဲ့ဆုံးဖြတ်ချက်အရဒီဖျားเจ้าအမှုမှာကမ္ဘောဒီးယားကိုအနိုင်ပေးပါတယ်ဒီအငင်းပွားမှုပြဿနာဟာကြည်လည်မှုမရှိဘဲမကြာခဏဆိုသလိုပြန်ပေါ်လာတတ်ပါတယ်ပြီးခဲ့တဲ့မီလာကထိုင်းနဲ့ကမ္ဘောဒီးယားလက်နက်ကိုင်တပ်ဖွဲ့တွေဟာနေဆက်တစ်လျှောက်အငင်းပွားရနေရာမှာထိတွေ့မှုအနည်းငယ်ဖြစ်လာပါတယ်ဒီကိစ္စကိုထိုင်းဘက်ကစစ်တပ်ထောက်ခံတဲ့ကွန်ဆာဗေးတစ်တွေကကမ္ဘောဒီးယားဘက်ကအစိုးရဦးဆောင်တဲ့အမျိုးသားရေးသမားတွေပါတဖန်ပြန်ဆွလာကြတာပါနိုင်ငံစစ်ဘက်ခေါင်းဆောင်တွေကပြည်ပကောက်အရှိန်ချော့ချလိုကြောင်းပြောကြားခဲ့ပေမဲ့နှစ်ဖက်စလုံးကနေဆက်တစ်လျှောက်မှာတိုးပြီးတော့စစ်ပြင်လာကြတာပါကမ္ဘောဒီးယားဘက်ကထိုင်းမှာရောက်နေတဲ့သူတို့ရဲ့အလုပ်သမားတွေကိုပြန်ခေါ်ပါတယ်ကမ္ဘောဒီးယားမှာပြသမဲ့ထိုင်းဇလန်တွဲတွေကိုပိတ်ပင်ပါတယ်ထိုင်းဘက်ကလည်းကမ္ဘောဒီးယားဘက်ကိုလောင်စာစီးနဲ့လျှက်စစ်မီတွေပြန်ဖြတ်ပါတယ်ဒါကြောင့်ထိုင်းဝန်ကြီးချုပ်ပေထုံနန်ကမ္ဘောဒီးယားကိုနောက်ကွယ်ကကြိုးကိုင်နေတဲ့လက်ရှိဝန်ကြီးချုပ်ရဲ့အဖေဖြစ်သူ့အဖေရဲ့မိတ်ဆွေကြီးဟွန်ဆန်ကိုတိုက်ရိုက်ဖုံးခေါ်ဖြစ်ရှင်းပါတယ်ထိုင်းဝန်ကြီးချုပ်ပေထုံနန်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်တို့ရဲ့ပေါက်ကြားလာတဲ့အသံဖိုင်ရထိုင်းဝန်ကြီးချုပ်ပေထုံနန်ဟာဟွန်ဆန်ကိုအလွန်ယိုကျို့ပြီးတောင်းမှန်ခါရရနဲ့ပြောနေပါတယ်ဟွန်ဆန်ကတော့စန့်ကျင်မဲ့အနေနဲ့အထက်စီးကဖြစ်ပြောတာပါထိုင်းဝန်ကြီးချုပ်ပေထုံနန်ကဟွန်ဆန်ကိုတလိတစားဦးလေးလို့ခေါ်ပြီးတော့လက်ရှိကမ္ဘောဒီးယားနဲ့အငင်းပွားရနေရထိုင်းအရှိမြောက်ဘက်မှာတာဝန်ယူရတဲ့ထိုင်းတော်ဝင်တပ်မတော်ရဲ့ဒုတိယတပ်မတော်နေမြေရဲ့တပ်မှုအလုံးဟာသူတို့ပါတီနဲ့စန့်ကျင်ဘက်တွေသူတို့အစိုးရဖွဲ့နဲ့စန့်ကျင်ဘက်လူတွေဖြစ်တာကြောင့်သူတို့ရဲ့စကားကိုနားထောင်ပြီးရင်ဝန်ကြီးချုပ်ဟွန်ဆန်နေနဲ့မကျေနပ်တာဒေါသထွက်တာမျိုးတွေမဖြစ်စေချင်ကြောင်းသူ့ရဲ့သဘောထားအစစ်မှန်မဟုတ်ကြောင်းသူတို့ဟာတက်ကိုရည်သွေးပြီးထင်ပေါ်ခြင်းတက်နဲ့ဒီစကားတွေပြောနေတာဖြစ်ကြောင်းနိုင်ငံအတွက်အကျိုးမရှိတဲ့စကားတွေကိုပြောနေကြတာလို့ပေထုံနန်ကစစ်တပ်အကြီးအကဲတွေကိုဝေဖန်ပါတယ်တကယ်တော့သူဟာကမ္ဘောဒီးယားနဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေမဖြစ်ရှင်ပဲငြင်းညမ်းစေခြင်းတယ်လို့ဆိုပါတယ်ဟွန်ဆန်အနေနဲ့သူ့ကိုတနာပေးဖို့ဟွန်ဆန်အနေနဲ့တခုလိုချင်ရင်သူ့ကိုအရင်ပြောပါသူ့ကယူးတစိုက်လှုပ်ပေးပါမယ်လို့ထိုင်းဝန်ကြီးချုပ်ပေထုံနန်ကအောက်ကျပြီးပြောသွားတာပါဟွန်ဆန်ကတော့အနေမြင့်အငင်းပွားတဲ့ကိစ္စမှာထိုင်းတော်ဝင်တပ်မတော်ကိုပဲအပြစ်ဖို့သွားပါတယ်ပေထုံနန်ရဲ့ဟွန်ဆန်ကိုပြောတဲ့ဒီစကားတွေဟာထိုင်းနိုင်ငံအတွင်းတုံ့လုံးလျှောက်ချသွားပြီးထိုင်းနိုင်ငံရဲ့အမျိုးသားကျိုးစီးပွားကိုထိခိုက်စေတယ်လို့တိုက်ခံတွေကဆွဆွဲကြပါတယ်ထိုင်းနိုင်ငံမှာကွန်ဆာဗေးတစ်အင်အားစုတွေကထိုင်းစစ်တပ်ကိုလုတ်ပိုင်ခွင့်အာဏာတွေပို့ပေးဖို့တိုက်တွန်းသလိုကမ္ဘောဒီးယားမှာလည်းလွန်ခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းအစိုးရကကမကထလုပ်ပြီးစီစဉ်တဲ့လူထုအစည်းအဝေးပွဲတွေလုပ်ခဲ့ကြပါတယ်။ထောင်နဲ့ရှိတဲ့ကမ္ဘောဒီးယားပြည်သူတွေကိုအစိုးရကမ္ဘောဒီးယားတပ်မတော်နဲ့စီလုံးညီညွတ်စွာအတူရပ်တည်ကြောင်းပြသစေပါတယ်။ဒီလိုတစ်ဖက်နဲ့တစ်ဖက်အတိမ်းဆောင်မခံမဲ့နှစ်ဖက်စလုံးကအမျိုးသားရေးစိတ်ခံစားချက်တွေအမြင့်ဆုံးရောက်ရှိနေချိန်မှာထိုင်းနိုင်ငံကိုလက်ကျဦးဆောင်နေတဲ့အစိုးရဝန်ကြီးချုပ်တယောက်ကဟွန်ဆန်ကိုအောက်ကျပြီးအကြောက်တရားနဲ့ခက်ခက်ရရတောင်းမှန်ပြောနေတဲ့အတန်ဖိုင်ကိုကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကိုယ်တိုင်ကကမ္ဘောဒီးယားလက်ရှိအစိုးရအရာရှိ80အထိကိုရည်ရွယ်ချက်ရှိဖြန့်ဝေခဲ့တာပါဟွန်ဆန်ကတော့ကမ္ဘောဒီးယားနိုင်ငံရဲ့သတင်းစာတစ်ခုဖြစ်တဲ့ဖနွန်မင်ပို့စ်သတင်းစာမှာအရာရှိတချို့ကြောင့်ပေါက်ကြားတာလို့ဆွဆွဲပေမဲ့တကယ်ဒီအတန်ဖိုင်ကိုဖြန့်ဝေခဲ့သူဟာသူကိုယ်တိုင်ပါကမ္ဘောဒီးယားတို့ဘက်ကဒါဟာဂုဏ်ယူစရာဖြစ်ပေမဲ့ထိုင်းတွေဘက်မှာတော့ဒါဟာနိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုဝန်ကြီးချုပ်တယောက်ကိုယ်တိုင်ကရှိုးဖောက်နေပြီးအရှက်ရစရာဖြစ်နေပါတယ်ထိုင်းပြည်သူတွေဟာဆိုရှယ်မီဒီယာတွေကနေတဆင့်ပေထုံနန်ကိုလှောင်ပြောင်တာရှုပ်ချတာနှုတ်ထွက်ပေးဖို့တောင်းဆိုတာတွေတောက်လျှောက်လှုံ့ဆော်နေကြပါတယ်ဝန်ကြီးချုပ်ပေထုံနန်ဟာအိန္ဒိယနိုင်ငံညာတင်းမာမှုတွေကိုဖြေလျှော့ဖို့ဒီဖုန်းခေါ်ဆိုမှုကိုပုဂ္ဂိုလ်ရေးတက်ပြောဆိုတာဖြစ်လို့လူသိရှင်ညာမဖြစ်တဲ့ကိစ္စပါလို့သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်သူမရဲ့နှိမ့်ချပြောဆိုမှုတွေဟာလည်းစစ်ဆက်ညှို့နှိုင်းရေးနီးပြွာသာဖြစ်ကြောင်းနိုင်ငံပေါ်သစ္စာပြည့်ရင်းမှုမဟုတ်ပါကြောင်းရှင်းနေပြီမဲ့ကွန်ဆာဗေးတစ်နိုင်ငံရေးသမားတွေနဲ့မျိုးသားရေးသမားတွေကိုတိုးမပေါက်တော့ပါဘူးတိုက်ခံတွေဟာစစ်တပ်အာဏာပြန်မသိမ်းအောင်လွတ်တော်ကိုဖျက်သိမ်းပြီးရွေးကောက်ပွဲပြန်လုပ်ဖို့တောင်းဆိုလာကြပါတယ်ဖွေထိုင်းပါတီရဲ့အဓိကမိတ်ဖက်ဖြစ်တဲ့ဘုံကျန်ထိုင်းပါတီဟာပြီးခဲ့တဲ့ပတ်ကနှုတ်ထွက်သွားပါတယ်
ဒါလက်ရှိဝန်ကြီးချုပ်ပြည်ထုံနိုင်ရဲ့အာဏာရှုပ်ကိုင်မှုကိုကြီးမားတဲ့ထိုးနှက်ချက်တွေဖြစ်ပါတယ်ဒီကနေ့23ရက်နေ့မှာတော့ထိုင်းဝန်ကြီးချုပ်ပြည်ထုံနိုင်ဟာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုနှိမ်နင်းဖို့အစိုးရဖွဲ့ဝင်အားလုံးနဲ့အစိုးရအိမ်တော်မှာအစည်းအဝေးလုပ်ပါတယ်ဝန်ကြီးချုပ်ကအစည်းအဝေးမှာကုလသမဂ္ဂကကမ္ဘောဒီးယားနိုင်ငံကိုကမ္ဘာအကြီးဆုံးကမ္ဘာလုံးဆိုင်ရာစိုက်ဘာရာဇဝတ်မှုလုပ်ငန်းတွေကိုလက်ခံလုပ်ကိုင်တဲ့နိုင်ငံအဖြစ်သတ်မှတ်ကြောင်းနာမည်တပ်ပြီးထောက်ပြပါတယ်ဒီလုပ်ငန်းတွေကိုအရေးယူဖို့နယ်စပ်ဂိတ်တွေကိုလိုအပ်ရင်ပိတ်သွားမယ်လို့ထုတ်ပြန်လာပါတယ်အစည်းအဝေးလုပ်ပြီးနောက်တစ်နေ့မှာပဲထိုင်းကမ္ဘောဒီးယားနယ်စပ်ဂိတ်တွေအားလုံးကိုထိုင်းဘက်ကပိတ်ချလိုက်ပါတယ်ထိုင်းနိုင်ငံရဲ့ဒုတိယဝန်ကြီးချုပ်လည်းဖြစ်ကာကွယ်ရေးဝန်ကြီးချုပ်လည်းဖြစ်တဲ့ဖုန်တန်ဟာတာမန်ပေါက်ကြားမှုအတွက်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကိုတာဝန်ယူရမယ်လို့ဆိုပြီးထိုင်းအစိုးရနဲ့တပ်မတော်တို့ကလည်းစီစီလုံးလုံးဖြစ်နေကြောင်းပြောကြားခဲ့ပါတယ်ထိုင်းနိုင်ငံရဲ့ရဲချုပ်ကလည်းထိုင်းနိုင်ငံကိုထွက်ပြေးတိမ်းရှောင်နေတဲ့ဟွန်ဆန်ရဲ့နိုင်ငံရေးပြိုင်ပွဲတွေကိုဟွန်ဆန်ကလိုက်လံတပ်ဖြတ်ခိုင်းတဲ့အမှုတွေကိုအစာဆွဲထုတ်လာပြီးပြန်လည်စုံစမ်းမှုတွေလုပ်မယ်လို့ဆိုပါတယ်အဂျာစီရဲ့သတင်းဌာနရဲ့အစီရင်ခံစာမှာဖော်ပြထားချက်အရကမ္ဘောဒီးယားတိုက်ခံတက်ကြွလှုပ်ရှားသူတယောက်ကို2023ခုနှစ်ဩဂုတ်လကထိုင်းနိုင်ငံရနောင်းမှာကမ္ဘောဒီးယားစကားပြောလူတစုကလှုပ်ကြံတပ်ဖြတ်မှုတွေမှာဝန်ကြီးချုပ်ဟွန်ဆန်ပါဝင်ပတ်သက်နေတယ်လို့ထုတ်ပြန်လာပါတယ်။ဟွန်ဆန်ဟာဖနွမ်းပင်ရဲ့လက်ထောက်အုပ်ချုပ်ရေးမှူးခလိန်ရော့ကိုထိုင်းနိုင်ငံကိုရောက်ရှိခိုးလုံနေတဲ့သူ့ရဲ့အတိုက်အခံအမတ်ဟောင်းလင်ခင်ရကိုတပ်ဖြတ်ဖို့အမိန့်ပေးတဲ့အတမ်းပိုင်းဟာအဂျာစီရဲ့သတင်းဌာနကိုပေါက်ကြားခဲ့ပါတယ်။အဆိုပါအတမ်းပိုင်းပေါက်ကြားမှုမှာပါဝင်တဲ့ဟွန်ဆန်ရဲ့ပြစ်မှတ်ယခုဇန်နဝါရီလမှာပဲဘန်ကောက်မှာတနက်နဲ့လှုပ်ကြံတပ်ဖြတ်ခံခဲ့ရပါတယ်။ဟွန်ဆန်ဟာနိုင်ငံရေးခြားကနေလူတပ်ဖို့အမိန့်ပေးပေမဲ့ထိုင်းနိုင်ငံတွင်းမှာကျူးလွန်တဲ့ပြစ်မှုတွေအတွက်ဟွန်ဆန်ကိုဆွဲချက်တင်နိုင်ကြောင်းထိုင်းဘက်ကထုတ်ပြန်လာပါတယ်။တကယ်တော့ပြည်ထောင်စုဦးဆောင်တဲ့ဖွေတိုင်းပါတီဟာ2023ခုနှစ်ရွေးကောက်ပွဲမှာအပြတ်သက်အနိုင်ရပြီးအာဏာရလာတာတော့မဟုတ်ပါဘူး။2023ခုနှစ်ကအဓိကအနိုင်ရတဲ့ပါတီဟာပြည်သူ့ပါတီရဲ့ရှေ့ပြေးပါတီဖြစ်တဲ့ Move Forward ပါတီပါ။2023ခုနှစ်ရွေးကောက်ပွဲမှာနေရာအများစုကိုအနိုင်ရပေမဲ့ရွေးကောက်ကမဟုတ်တဲ့တနည်းပြောရရင်ထိုင်းစစ်တပ်နဲ့ဗရင်ပတ်တော်သားတွေကနေရာယူထားတဲ့အထက်လွှတ်တော်ကအစိုးရအဖွဲ့ကိုခွင့်မပြုတာကြောင့်ဒုတိယနေရာကဖွေတိုင်းပါတီဟာညွန်ပေါင်းအစိုးရအဖွဲ့ကိုဦးဆောင်နိုင်ခဲ့တာပါအခုနောက်ဆုံးသတင်းတွေအရလက်ရှိဝန်ကြီးချုပ်ပေတုံနန်ဟာအတိုက်ခံတွေတောင်းဆိုတဲ့အတိုင်းယာတို့ကနှုတ်ထွက်ပေးမှာမဟုတ်သလိုလက်ရှိလွှတ်တော်ကိုလည်းဖျက်သိမ်းမှာမဟုတ်ဘူးလို့ဖွေတိုင်းပါတီဘက်ကထုတ်ပြန်လာပါတယ်စစ်တပ်ကိုပြန်စည်းရုံးတဲ့အနေနဲ့သူဝေဖန်ခဲ့တဲ့ထိုင်းတော်ဝင်တပ်မတော်ရဲ့ဒုတပ်မတော်နယ်မြေတပ်မှုကိုတွားရောက်တွေ့ဆုံပြီးအစိုးရနဲ့စစ်တပ်စီလုံးညောင်းကိုပြသခဲ့ပါတယ်ထိုင်းမျိုးသားရေးသမားတွေနဲ့စစ်တပ်ကိုထောက်ခံတဲ့ကွန်ဆာဗေးတစ်တွေဟာဝန်ကြီးချုပ်နှုတ်ထွက်ပေးဖို့ကမ္ဘောဒီးယားကိုခတ်မှမှတုံ့ပြန်ဖို့အတင်းတွန်းနေကြပါတယ်အတန်ဖိုင်ပေါက်ကြပြီးသစ္စာဖောက်လို့အကြီးကျယ်ဝေဖန်ခံရတဲ့ပေထုံနန်ဟာအားလုံးဝိုင်းတွန်းနေတဲ့အတိုင်းကမ္ဘောဒီးယားကိုခတ်မှမှတုံ့ပြန်ဖို့စတင်လှုပ်ဆောင်လာရပါပြီကမ္ဘောဒီးယားတွေကလည်းထိုင်းတို့ရဲ့နယ်စပ်ဂိတ်တွေပိတ်တာအင်တာနက်ဖြတ်တောက်တာလျှက်စမီဖြတ်တောက်တာလောင်စာသီးတင်ပို့မှုဖြတ်တောက်တာတွေကိုတုံ့ပြန်တဲ့အနေနဲ့ထိုင်းထုတ်ကုန်တွေကိုကမ္ဘောဒီးယားနိုင်ငံအတွင်းမှာတပိတ်မှောက်ကြဖို့လှုံ့ဆော်လာနေကြပါတယ်။နှစ်ဖက်တပ်တွေကလည်းနယ်စပ်မှာစစ်ရေးတွေပြင်နေကြပါပြီ။နေရာအလုံးဟာမွန်ဂိုလီးယားတွေနဲ့ရန်လုံမှုတွေစီကိုသာတွန်းပို့နေလို့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့တကြောပြန်စစ်ပွဲဟာလည်းအချိန်မီထဖြစ်နိုင်ကြောင်းပါခင်ဗျာ။